လေးသေပြီးသားသူတွေနဲ့တွေ့ရတယ်မင်းအဆင်ပြေလားတရေတစေတွေမကောင်းဆိုးရတဲ့အကုန်လုံးကျွန်တော်မြင်နေရတယ်ကူညီပါဗျာကူညီပေးပါဗျာမင်းကူညီမှရတော့မယ်ကောင်လေးကျွန်တော်ဘယ်လိုကူညီရမလဲလေးပဲချုံလေးသေပြီးသားသူတွေနဲ့တွေ့ရတယ်မင်းအဆင်ပြေလားတရေတစေတွေမကောင်းဆိုးရတဲ့အကုန်လုံးကျွန်တော်မြင်နေရတယ်ဖိတ်တာပုံမှာရောက်နေတယ်ကူညီပါဗျာကူညီပေးပါဗျာမင်းကူညီမှရတော့မယ်ကောင်လေးကျွန်တော်ဘယ်လိုကူညီရမလဲလေးပဲချုံအခုကျွန်တော် reaction လုပ်တော့မှာတော့လေချွန်နတ်ဆိုတဲ့ရုပ်ရှင်စကားကြီးပဲဖြစ်ပါတယ်မင်းသားမြင့်မြတ်ရဲ့အသစ်ထွက်ရှိမဲ့ရုပ်ရှင်စကားကြီးပဲဖြစ်ပါတယ်အခုဒီနောက်ပိုင်းမှာတော့ရုပ်ရှင်စကားကြီးတော်တော်များများမှာကတော့နေရာယူနေတော့မင်းသားကိုမြင့်မြတ်ပဲဖြစ်ပါတယ်ဒီတဲ့ဒီရွယ်ဒီကြီးစားမထားဘူးချစ်စစ်ကိုရှောက်အဲ့လိုပြန်ကဲတဲ့ဘောတွေလူချင်းလား ဒီလိုဆိုအဲ့လိုကဲတင်တာတပတ်တိတိအခန်းနဲ့အခန်းမြုံငါမထွက်ဘူးအကိုကညီမကိုရှုံးပါလားရဲ့ကိုကဒီဘေဘီလေးရှိဦးအုံတိုင်းဘုံဘွဲဆိုပြီးတော့ကြောက်လာတယ်ဘာလို့မပြောထပ်နိုင်ကြပါဆဘရာအော်မိုင်းလိုက်လားကဲစီဟာဘေဘီနေကိုတဲပြီအာတော့ကြောက်ရဲပါတကောင်းကရောင်းနေမှာအေးကစီပတ်သက်ဒီခါရောဟာမနာမီဘောဟဲ့အခုလာပိုင်းမြန်မာရုပ်ရှင်ကားတွေတော်တော်များများတကယ်ကို graphic တွေတော်တော်ကောင်းလာတယ်သူတို့ရဲ့ editing တွေလည်းတော်တော်လေးကျွန်တော်ကြိုက်လာတယ်မိုက်တယ်ပေါ့နော်ဘောကြလာတယ်ဖြည်းဖြည်းနဲ့ကောင်းလာတယ်လေးကြပြီမင်းကနှာဘူးတည်းရဲ့မှာဟာနှာဘူးတည်းရဲ့မင်းဝင်ခါရောက်ဝင်ဘာလို့ညာလဲသူနဲ့ယူထားတာတလားရှိပြီလို့အကိုက3လကျန်သူနဲ့ရတော့ဟုတ်ရဲ့သူနဲ့ရတာဘောရှင်ဒါဂျိုပွိုက်ဂျိုပွိုက်ငါတမလုံးမှာစော်သုံးပွေရနေပြီထမလုံးမှာစော်သုံးဝင်ရနေပြီဝိုင်းတမလို့ပြင်ကျွန်တော်ကတကယ်တရုပ်ဆောင်တကယ်ကောင်းတယ်နော်ပြောလိုက်လို့သူထိုင်းစကားကြီးပါပြောလို့ရှိရင်မိုက်တယ်ထိုင်းလေးတန်လေးနဲ့ပြောတဲ့အတန်လေးကတကယ်မိုက်တယ်ထမလုံးထမလုံးမဘူးဟောတင်ရင်လာပို့နေဟလားဟာမသားအေးရှိစောနေတော့မဟုတ်သေးဘူးတော့ညာလုံးထိုးတယ်သမီးသူ့ကိုဆက်ပြီးတော့လက်ခံနိုင်လေသမီးကသူ့ဆက်ပြီးမခံနိုင်တော့ဘူးဖေပြောနေရတယ်ဘင်းလိုချင်တဲ့မစငါ့ကိုနှောက်ဆက်သွားတည်ရဲလို့မင်းခေါ်ပြီငါတငယ်ကြီးနဲ့ပတ်သက်တဲ့သူမြစ်တာရှင်မာကြီးလို့ကိုစဉ်းစားနေမျိုးတော့အခန်းထဲဝင်ပြီးတခုခုစင်းရဲတော့နေတာဟုတ်လားဟဲ့စနိုင်ကြောင်မှာသူစင်မိုးအနိုင်လို့ချင်ကျွန်မနဲ့စေအောင်အမြင်လိုက်ခဲ့ပြီးသွားတယ်သူတော့နောက်ကျောဓာတ်နဲ့ထိုးခံတယ်ငါဒီနေရာမှာရံမပြည့်ချင်အောင်တော့မင်းကတော့လို့ပြောနေတယ်အမသွားနိုင်ဘူးမင်းအားလို့လေချွန်နဲ့23ရက်နေ့9လပိုင်း2025မှာယုံတင်ပြသတော့မှာဖြစ်ပါတယ်ဒီကားလေးကလည်းမစိုးဘူးเนาะတကယ်တရေတွေကိုမြင်ရတဲ့လူတယောက်ရဲ့ဇလန်းလေးကိုပုံဖော်ပြီးရိုက်ထားတာဖြစ်တယ်ဟာတာလေးကြီးလည်းပါတယ်ဆိုတော့ကြည့်လို့ကလည်းတကယ်ကောင်းမှာပေါ့နော်အခုနောက်ပိုင်းကတော့စကားရုပ်ရှင်တော်တော်များများကုန်တော့မင်းသားမြင့်မြတ်ရဲ့ရုပ်ရှင်စကားတွေပဲတင်နေရများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြင့်မြတ်ရဲ့မတူတဲ့နောက်တဲ့သေးဆောင်မှုပုံစံလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်